ကိုချင်းတရားဟာစီးပွားဥစ္စာတိုးတက်ဖို့အတွက်များစွာအရေးပါတယ်လို့ဆိုတာကိုမြတ်စွာဘုရားကဒီတုတ်တံမှာခေါ်ထားပုံလေးကိုကြည့်စာပေကျမ်းမှာကိုချင်းတရားပြက်ပြားတယ်ဆိုတဲ့စကားလုံးကိုချင်းတရားဆိုတာဘာလဲသီလကိုပြောတာလောကမှာလူတွေမှာသီလဆိုတဲ့စီကံပြတ်သွားပြီဆိုရင်ဒီဆိုးကျိုးတွေဟာဟိုကဝင်လာဒီကဝင်လာဒီဘဝမှာလည်းဆိုးကျိုးတွေနဲ့နောက်ဘဝမှာလည်းပဲမကောင်းတဲ့ဘဝရောက်ရှိပြီးတော့အဲ့လိုသွားနိုင်တယ်ဒါကြောင့်မို့ဒီဘဝမှာလည်းမကြည့်ပွားဘူးနောက်ဘဝမှာလည်းမကြည့်ပွားဘူးအေးမြတ်စွာဘုရားကဒါကိုတတိပေးတဲ့အနေနဲ့ဟောတာနော်ကိုချင်းတရားပြက်ပြားလာပြီသီလပြက်ပြားလာပြီဆိုရင်ဘာဖြစ်ပဲဘာဖြစ်နိုင်တယ်လဲလူတယောက်တမန်အပြင်တော့ဘုရားဘာသာဝင်သူတော်စင်တွေကတွေ့ထင်ကြဒီဘဝကိုချင်းတရားမကောင်းတဲ့လူကနောက်ဘဝငရဲကြမယ်ဒီလောက်ပဲတွေးနော်အေးနောက်ဘဝငရဲကြမယ်ဆိုအခုမခံရသေးတော့တချို့ကတိတ်ပြီးတော့ဟိုခရီးမဆိုင်တဲ့သဘောမျိုးဖြစ်တယ်ဒီဘဝဒီကိုစံမယ်နောက်ဘဝနောက်ကိုခံမယ်ဆိုတဲ့အတွေးတွေနဲ့နောက်ဘဝဟာငါမဟုတ်ဘူးလို့ထင်အောင်ထင်နေကြတယ်ပေါ့တိုးတော့မြတ်စွာဘုရားဟောထားပုံကဒီဘဝကစပြီးပျက်စီးတယ်ဆိုတာတတိထားဖို့တော့နော်အဲ့တော့ကိုချင်းတရားပြက်ပြားလာတဲ့ပုဂ္ဂိုလ်တရားဟာနံပါတ်1ဖြစ်ပေါ်လာနိုင်တဲ့အရာကပါလဲလို့ဆိုကိုချွေးနဲ့သွေးနဲ့အနှစ်နဲ့အလားလားရှားဝေစုဆောင်ထားတဲ့ပစ္စည်းဥစ္စာတွေပျက်စီးဆုံးရှုံးခြင်းနဲ့ကြုံရတယ်တဲ့ဒါနံပါတ်1ဆိုးကျိုးပဲနော်ဘလောက်ဖေးချမ်းသာကိုချင်းတရားပြက်ပြားသွားပြီဆိုရင်ကုန်တယ်ဒါကြောင့်မို့မြတ်စွာဘုရားလက်ထက်တုန်းကဗာရာဏသီကဂရေ80ကျွယ်ဝတဲ့တထေသားသူကိုယ်တိုင်ကဂရေ80ကျွယ်ဝတယ်သူ့ရဲ့ဇနီးဖြစ်တဲ့တထေသမီးကလည်းဂရေ80ကျွယ်ဝတယ်အဲ့ဒီဂရေ80ကျွယ်ဝတဲ့တထေသားနဲ့တထေသမီးအတူတူပေါင်းဆက်ပြီးသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေဟာအလွန်များတော့တသက်တာမှာကုန်နိုင်စရာအကြောင်းမရှိဘူးသို့တော့တထေသားအသိဉာဏ်မရှိတဲ့အတွက်ကြောင့်အတော့စားအခစားသမားတွေနဲ့ပေါင်းမိပြီးသူတို့ရဲ့မြောက်ပင့်ပေးမှုလောကလူတွေဆိုတာမြောက်ပင့်ပေးတာပဲနော်ဝန်းရံကြတယ်ဆိုတာမြောက်ပြီးတော့ဝန်းရံကြတာဝိုင်းပြီးတော့လူတယောက်ပျက်စီးဖို့ဆိုရင်မြောက်ပေးတဲ့ပုဂ္ဂိုလ်တွေကအများကြီးဖြစ်လာအဲ့ဒါလူဖြစ်လာတဲ့အခါမှာကိုယ်ပိုင်ညာအသိမရှိတဲ့ပုဂ္ဂိုလ်ဟာကိုမြောက်လို့မြောက်မှန်းမသိဘူးကိုပစ္စည်းတွေစတင်ပြီးတော့သုံးတာဖြုံးတာစလုပ်တာဂရေ80ဟာတခဏအတွင်းမှာပဲတောက်လိုက်စားလိုက်သုံးလိုက်ဖြုံးလိုက်နေကုန်သွားတယ်ဇနီးဖြစ်တဲ့တထေသမီးရဲ့ပစ္စည်းတွေကိုလည်းပဲထိုနည်းအတိုင်းပဲသုံးလိုက်ဖြုံးလိုက်တာဂရေ80ကုန်သွားတယ်ပိုင်ဆိုင်တဲ့လေဟာကိုင်းကျွန်းနေလေလုံနေတဲ့ပုဂ္ဂိုလ်တွေကပြန်လီအနှံ့ခြင်းမရှိဘူးကြွေးတွေဆုံးနောက်ဆုံးကြတော့ခွက်လက်ဆွဲပြီးတော့တောင်းစားရတဲ့ဘဝမျိုးရောက်သွားတယ်ဆိုတာလူရဲ့သမိုင်းမှာအထင်ရှားဖြစ်ပေါ်ခဲ့ပြီးတော့ဒါဘာကြောင့်ဒီလိုဖြစ်သွားတော့ဆိုကိုချင်းတရားပြက်ပြားကိုချင်းတရားပြက်ပြားသွားတဲ့ပုဂ္ဂိုလ်ဟာဘလောက်ချမ်းသာနောက်ဆုံးမှာဆင်းရဲမွဲတွေ့သွားဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကဘယ်လိုဟောတော်ဆိုပမာဒာဓိကရဏမဟာတိန်ဘောဂဇာနေကိစ္စနိကိစ္စတိကိုချင်းတရားပြက်ပြားသွားလို့ရှိရင်တဲ့မူရည်တောက်စားအသိဉာဏ်နဲ့ကင်းမဲ့သွားသည့်ကြောင့်ကိုပိုင်ဆိုင်တဲ့ကြီးမားတဲ့စီစဉ်ဥစ္စာတွေဟာပြက်ပြားဆုံးရှုံးသွားနိုင်တယ်ဒါတတိပေးလိုက်တဲ့အဲ့တော့စီးပွားပြတ်နိုင်တယ်လို့ဒီလိုဆိုလိုတာပဲဘလို့ချမ်းသာစီးပွားပြတ်သွားနိုင်တယ်ကိုချင်းတရားပြတ်ပြီးဆိုရင်စီးပွားပြတ်နိုင်တယ်ဒါကိုတတိထားမှာဖြစ်တယ်နောက်ဘဝမှာငရဲကြမှာမဟုတ်ဘူးအခုဘဝမှာပဲစီးပွားပြတ်သွားတယ်ဒါကြောင့်မို့ကိုချင်းတရားမပြတ်ပြအောင်ထိန်းသိမ်းဆောင်ရှောက်ဒါဖြင့်ကိုချင်းတရားပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကြပါဖြစ်ကိုချင်းတရားရှိတဲ့ပုဂ္ဂိုလ်တွေကသူ
သူများလို့ကိုကျင်တရားပြပြပြီးမူရလောင်းကစားနေတာမလုပ်သည့်အတွက်ကြောင့်စီးပွားဥစ္စာတွေတည်ထန့်တိုးတက်များပြားပြီးချမ်းသာတဲ့ချမ်းသာတယ်လို့ဒီလိုဆိုလိုတာပဲပြန်အားဖြင့်ဒါကြောင့်မို့ကိုကျင်တရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကချမ်းသာပြီးကိုကျင်တရားပြပြတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးအပြစ်ကဆိုးကျိုးကရှားပွေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးပျက်စီးလက်လွတ်သွားခြင်းပဲဖြစ်တယ်